ကျမ်းစာထဲမှာယုံကြည်ခြင်းဆိုတဲ့စကားလုံးကိုအများကြီးတွေ့ရတာဖြစ်ပါတယ်။ယုံကြည်ခြင်းဆိုတာဘာလဲ။ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုယုံကြည်ခြင်းနဲ့အသက်ရှင်ခိုင်းတာဖြစ်ပါတယ်။လူတော်တော်များများကကျမ်းစာထဲမှာရှိတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းမရှိဘူး။ယုံကြည်ခြင်းနဲ့အသက်မရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ကျမ်းစာထဲမှာဘုရားသခင်ပြုတဲ့အမှုရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအင်မတန်မှအောက်ွယ်ကောင်းပါတယ်။မောရှေရဲ့အသက်တာကိုကြည့်တဲ့အခါမှာအသက်120တာရှိပေမဲ့သူ့မှာမျက်စိလည်းမမုံဘာယောဂါမှမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီနေ့ယုံကြည်သူတွေကအသက်အရွယ်ကြီးလာတာနဲ့အမျှဒူးနာကိုနာရမယ်ခန္ဓာကိုနာရမယ်ယောဂါတွေနဲ့ပဲများနေတယ်တကယ်တော့နှုတ်ကပတ်တော်ကိုယုံကြည်ပြီးအသက်ရှင်တဲ့သူတစ်ယောက်ကကြမ်းကြမ်းမမာနဲ့မောရှေကဲ့သို့အသက်ရှင်နိုင်မှာဖြစ်တယ်ပေတရုကိုကြည့်တဲ့အခါမှာရေပေါ်မှာလမ်းလျှောက်တယ်ဒီကနေ့ယုံကြည်သူတွေကယုံကြည်သူတို့ပြောပေမဲ့ယုံကြည်ခြင်းနဲ့အသက်မရှင်နိုင်တော့သူတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်တတ်တော်သူဖြစ်ဖို့လိုတယ်။နှုတ်ကပတ်တော်ကမောရှေကကျမ်းမမာနဲ့အသက်ရှင်နိုင်တယ်မျက်စိတော့မမုံဘူးအသက်120ရှိနေပြီဒါတော့မှအဲ့ဒါလို့ပြောရင်ကျွန်တော်တို့ယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ကရရှိမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မယုံကြည်နိုင်ဘူးငါအသက်ကြီးလိုက်တော့ငါယောဂရှိလို့ရှိမယ်တင်အဲ့ဒါလို့ယုံကြည်တော့တင်အဲ့ဒါလို့ပဲရမယ်ဒါပေမဲ့တင်နှုတ်ကပတ်တော်ကိုယုံကြည်ပြီးအသက်ရှင်နေဆိုရင်တော့နှုတ်ကပတ်တော်ကပေးတဲ့အရာကိုတင်ရရှိလိမ့်မယ်နှုတ်ကပတ်တော်ကပါပေးလေကျမ်းမာခြင်းပေးတယ်နှုတ်ကပတ်တော်ကပါပေးလေလုံမြောက်ခြင်းပေးတယ်နှုတ်ကပတ်တော်ကပါပေးလေအောင်မြင်ခြင်းပေးတယ်တင်နှုတ်ကပတ်တော်ကိုယုံကြည်တယ်ဆိုရင်တော့နှုတ်ကပတ်တော်ပေးတဲ့အရာမှန်သမျှကိုတင်ရမယ်ဆိုတာဒီနေ့ကျွန်တော်ပြောပြချင်တယ်ရောက်ချင်းစရာကိုဖျားကောင်းကြည့်ပေးပါစေ